ငလျင်လှုပ်ပြီးသွားရင်တော့မှအထဲမှာ2လကျော်အသက်ရှင်နေစေမဲ့ကရင်ပြပထိခိုက်မှုတွေကနေခန္ဓာကိုယ်ကိုကာကွယ်ဖို့ဒီဇိုင်းထုတ်လုပ်ထားတဲ့ကရင်တစ်မျိုးရှိပါတယ်။အဲ့ဒီကရင်ကတော့ထိခိုက်မှုတစ်ခုဖြစ်ပေါ်လာတဲ့အခါတိုင်းကရင်တွေကလှုပ်ဝက်နေရတဲ့ခုတွေကိုခမားကိုချက်ချင်းပြစ်ချပေးပါပါ။ဒီတီထွင်မှုကတော့တရုတ်နိုင်ငံကဖန်တီးထားတဲ့ငလျင်တန်ခံတဲ့ကရင်ပဲဖြစ်ပါတယ်။ငလျင်လှုပ်တဲ့အခါမျိုးတွေမှာတုံခါမှုကိုအလိုလျောက်အာယုခံသိရှိပြီးတော့အပေါ်မှာအိတ်နေတဲ့သူရဲ့ဘေးကင်းမှုကိုတေချာစေတာဖြစ်ပါတယ်။ပြုတ်ကျတဲ့အခါမှာထိခိုက်မိနိုင်မလားလို့ခမားအနေနဲ့တွေးမိနိုင်ပေမဲ့လို့အောက်ခြေမှာထူထဲတဲ့ကူရှင်တွေကိုခင်းထားတာကြောင့်ပေါင်220ဒါမှမဟုတ်ရင်ဒီထက်လေးတဲ့သူပြုတ်ကျရင်တော့မှဘာမှကိုမဖြစ်နိုင်ပါဘူး။အဲဒီအောက်ကလှုပ်ဝက်နေရတဲ့မှာလေလုံလောက်တဲ့ရေအစားအစာနဲ့မုတ်တွေတောင်မှတူလောင်ပေးထားပါတယ်။မပြင်းရအောင်လေရုပ်ရှင်ကြီးဂိမ်းဆော့လို့ရတဲ့ projector တစ်ခုကိုလည်းတက်ဆင်ပေးထားပါတယ်။လက်လှည့် generator တစ်ခုကလည်းပါဝင်ပြီးတော့ဒါကိုလက်နဲ့ကိုလှည့်ပေးနေတဲ့၍အစုံမရှိတဲ့ power ကိုထောက်ပံ့ပေးနိုင်မှာလည်းဖြစ်ပါတယ်။ထက်ပြောရရင်ဒီကိုရတန်ရှင်းမှုပြဿနာတွေကိုဖြေရှင်းပေးဖို့အရေးပါတဲ့အင်တာတစ်ခုလည်းကတင်မှာတက်ဆင်ထားပါသေးတယ်။အစားအစာနဲ့ရေကိုစနစ်တကျခွဲတန်းချသုံးစွဲမယ်ဆိုရင်ဒီရိတ်ခါတွေနဲ့2လကျော်ကြာအဲ့ဒီအထဲမှာအသက်ရှင်နိုင်မှာလည်းဖြစ်ပါတယ်။